Crystal Cove မြို့ရဲ့ Terravian ပြဇာတ်ရုံကြီးမှာ Tom Dance နဲ့ Luna တို့ပါဝင်တဲ့ Haskell လို့ခေါ်တဲ့နာမည်ကျော် rock guitar အဖွဲ့ကဖျော်ဖြေပွဲကျင်းပနေပါတယ်။ပရိသတ်တွေအပြည့်ရောက်နေပြီး Daphne ကရှေ့ဆုံးတန်းကနေရာရထားလို့အံ့ဩနေပေမဲ့ Fred ကဒါဟာ Haskell ရဲ့အမာခံပရိသတ် Velma ကြောင့်ရတာလို့ပြောပါတယ်။ Shaggy ကဖျော်ဖြေပွဲကိုဗီဒီယိုရိုက်ဖို့ကြိုးစားပေမဲ့ Scooby က Velma နဲ့ကြောင်းကပွဲခိုးတက်ခဲ့တဲ့ Shaggy ကိုစိတ်ဆိုးမပြေသေးလို့တမင်သက်သက်လိုက်ွယ်ပြီးနှောက်ယှက်နေပါတယ်။ရုတ်တရက်မူးကြိုးပစ်တန်တဲ့အတူစင်မြင့်ပေါ်မှာအနာဂတ်ဆန်ဆန်ဝတ်ထားတဲ့ Phantom တကောင်ပေါ်လာပြီး Haskell အဖွဲ့ကိုတချင်းဆက်မဆိုဘူးချိန်ချောက်ပါတယ်။ခေါင်းဆောင်Tomကဂယုမဆိုင်ပဲဆက်ဆိုတဲ့အခါ Phantom ကအတန်ကျက်ဆက်ကြီးကိုမိုးကြိုးပစ်ချလိုက်လို့Tomပြီးတတိလစ်သွားပါတယ်။စင်နောက်ဘက်မှာတော့အဖွဲ့သား Daniel Prezet ကဖျော်ဖြေရေးခရီးစဉ်ကိုဖျက်သိမ်းဖို့အကြံပေးပေမဲ့ Manager Gaspar ကလက်မခံပါဘူး။ Fred ကလည်းTomနေရာမှာလူစားထိုးပြီးပွဲကိုဆက်လုပ်တင်ကြောင်းအကြံပေးပါတယ်။ Velma ကသူ့အစားဝင်လုပ်ချင်လို့တောင်းဆိုပေမဲ့ Fred ကတချင်းဆိုနိုင်တဲ့ Daphne ကိုငါးစာအဖြစ်သုံးဖို့ရွေးချယ်လိုက်ပါတယ်။ Daphne ကဝမ်းသာသွားပေမဲ့ Fred ကငါးစာအဖြစ်သဘောထားမှန်းသိလိုက်ရတော့စိတ်ပြတ်သွားပါတယ်။ Shaggy နဲ့ Scooby တို့ထောင်ချောင်းလုပ်နေတုန်းစကားများကြရာကနေ Scooby က Shaggy ကိုမကူညီတော့ဘဲထွက်သွားပါတယ်။ညဘက်ဖျော်ဖြေပွဲစားတဲ့အခါ Daphne ကTomအဖြစ်ဟန်ဆောင်ပြီးတချင်းကောင်းကောင်းဆိုနိုင်ခဲ့ပါတယ်။ Phantom ပေါ်လာတဲ့အခါ Fred တို့ထောင်ချောက်စင်ဖန်ပေမဲ့လွဲချော်သွားပြီး Dance နဲ့ Luna တို့အပေါ်တန်တိုင်နေကြလာကပိတ်မိသွားပါတော့တယ်။ Phantom က Daphne ကိုဖမ်းခေါ်သွားပြီးပျောက်သွားတာကြောင့် Fred တယောက်စိတ်တွေလှုပ်ရှားပြီးပြရာခတ်သွားပြန်ပါတယ်။ရဲတွေကလည်းအာမကိုရပဲမျိုးတော်ဝင် Jones ကနောက်တပွဲကိုကွင်းကျဲကြီးမှလုပ်ပြီး Phantom Dave ဆိုကပတ်စံရှာဖို့စိတ်ဝင်စားနေပြန်ပါတယ်။ Shaggy က Scooby ကိုပြန်ချော့ဖို့ကြိုးစားပေမဲ့ Scooby ကလက်မခံပဲ Harry လို့ခေါ်တဲ့အယုတ်တရုတ်ကိုကောက်ရပြီးအဲ့ဒီအယုတ်ကိုသူ့တငယ်ချင်းအသစ်ဖြစ်မိတ်ဆက်ပေးက Shaggy ကိုလက်ရှူလိုက်ပြန်ပါတယ်။ Fred ကပြဇာတ်ရုံထဲကိုပြန်စစ်ဆေးတဲ့အခါထောင်ချောက်ကိုတယောက်ကလိုးရှင်းနေတုပ်ပြီးဖျက်ဆီးထားတာတွေ့လိုက်ရပါတယ်။ Fred တယောက်တည်း Daphne ပေါ်ထားတဲ့သူ့ခံစားချက်တွေကိုပြောနေတော့မှအပေါ်ဘက်ဘားထဲမှာအဖမ်းခံထားရတဲ့ Daphne ကဒါကိုကြားနေရပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ Fred ကငါသူ့ကိုဂယုမဆိုင်မိရင်ကောင်းမှာပဲလို့ပြောလိုက်တဲ့အချိန်မှာ Daphne ကိုချီထားတဲ့ကြိုးကပြက်ပြီးပြုတ်ကျလာပါတယ်။ Daphne ကအောက်ရောက်တော့ Fred ပြောတာကိုအထင်လွဲပြီးသူ့ကိုတကယ်ဂယုမဆိုင်ဘူးထင်ကအရန်စိတ်ဆိုးသွားပါတော့တယ်။ Daphne ကစိတ်နာနဲ့ Haskell အဖွဲ့တွေကို Crash ဆိုတဲ့နာမည်နဲ့အဖွဲ့အသစ်အဖြစ်ဝင်လိုက်ပြီး Fred ကိုအနာမကပ်ဖို့မောင်းထုတ်လိုက်ပါတယ်။တစ်ဖက်က Shaggy နဲ့ Scooby က Basker ပေါ်မှာရန်ဖြစ်ကြရင်အယုတ် Harry ရဲ့ခေါင်းကပြုတ်ထွက်သွားပါတယ်။ Phantom က Basker ကိုမီးရှို့လိုက်လို့တီတီလေးလွတ်မြောက်လာကြပါတယ်။အယုတ်ကောင်းမှာ Phantom ရဲ့ဝတ်စုံစာညက်ပါလာပြီးအဲ့ဒီအစက Fancy Pants လို့ခေါ်တဲ့ဟိုရင်ကနာမည်ကြီးခဲ့ပူတဲ့အဆိုတော်တယောက်ရဲ့ဝတ်စုံနဲ့တူနေတာကိုတွေ့လိုက်ရပါတယ်။ Fancy Pants ကိုလည်း Gaspar ကပဲ Manager လုပ်ပေးခဲ့တာပါ။ Fred တို့ Gaspar ကိုသွားစစ်ဆေးပေမဲ့သူမဟုတ်မှန်းသိလိုက်ရပြီး Fred ကအယုတ် Harry ကိုကြည့်ပြီး Phantom ကိုဖမ်းမဲ့ထောင်ချောက်နီးလန်းအသစ်တစ်ခုကိုစဉ်းစားမိသွားပြန်ပါတယ်။ Daphne ကတော့ Fred ကိုစိတ်နာနေတော့မို့လို့တချင်းစာသားတွေရေးမရဖြစ်နေတော့Tom က Daphne ကိုနှစ်သိမ့်ပေးပြီး Fred အကြောင်းတချင်းရေးပြီးဖွင့်ထုတ်လိုက်ဖို့အကြံပေးပါတယ်။နောက်ဆုံးဖျော်ဖြေပွဲမှာ Daphne ကစင်ပေါ်တက်ပြီး Fred အတွက်ရေးထားတဲ့တချင်းကိုဆိုပါတယ်။ Fred ကတချင်းစာသားတွေကနေတဆင့် Daphne ရဲ့ခံစားချက်ကိုနားလည်သွားပါတယ်။တချင်းအဆုံးမှာ Daphne ကနေရာပြန်ယူလိုက်ပြီးဝတ်စုံခြုံလိုက်ပါတယ်။ Phantom ပြန်ပေါ်လာပြီးဝတ်စုံခြုံထားတဲ့ Daphne ကိုဖမ်းဖို့ကြိုးစားလိုက်တဲ့အခါတကယ်တော့ Daphne မဟုတ်ပဲအယုတ် Harry ဖြစ်နေပြီးကြိုးချီထားတာကြောင့် Phantom ဟာပိုက်ကွန်ထောင်ချောက်ထဲကိုမိသွားပါတော့တယ်။ Phantom မျက်နှာဖုံးကိုခွာလိုက်တဲ့အခါ Daniel Prezet Fancy Pants အဖွဲ့ဝင်ဟောင်းဖြစ်နေပါတယ်။သူက Haskell တွေကြောင့်သူ့နေရာပျောက်သွားလို့မကျေနပ်ချက်နဲ့တချင်းညံ့နေရေးပေးခဲ့ပေမဲ့ Haskell တွေကဒါတွေကို hit တချင်းတွေဖြစ်အောင်လုပ်နိုင်ခဲ့လို့ပိုဒေါသထွက်ပြီး Phantom အဖြစ်နှောက်ယှက်ခဲ့တာပါ။ဇလန်းအဆုံးမှာတော့ Fred က Daphne ရဲ့တချင်းကိုချီးကျူးပြီးသူ Daphne ကိုသဘောကျကြောင်းဝန်ခံလိုက်လို့နှစ်ယောက်သားပြန်အဆင်ပြေသွားကြပါတယ်။ Scooby ကလည်းအယုတ် Harry ပါသွားလို့ဝမ်းနည်းနေပေမဲ့ Shaggy ကနှင်းသိမ့်ပေးပြီးတငယ်ချင်းနှစ်ယောက်လည်းပြန်တည့်သွားကြပါတယ်။ Velma ကတော့အတွဲတွေကိုကြည့်ပြီးအထီးကျန်စွာနဲ့ Mystery Machine ကားကိုမြင်ရင်ငေးငိုင်ကျန်ရစ်ခဲ့ပါတော့တယ်